K-drama ချစ်သူတွေအတွက်ရင်ခုန်စရာသတင်းကောင်းတစ်ခုရောက်ရှိလို့လာပါပြီ။ ENA ရဲ့မကြခင်ထုတ်လွှင့်တော့မဲ့အချစ်ဟာတာ drama အသစ်ကြီး Dream to You ရဲ့ပထမဆုံးဇာတ်ညွှန်းဖတ်ပွဲအခမ်းအနားပုံရိပ်တွေကိုထုတ်ပြန်လိုက်ပြီးပဲဖြစ်ပါတယ်။ 우수빈 준비됐나? 안녕하세요 시청자 여러분 전국 방방곡곡 여러분들이 있는 곳에 어디든 달려가는 이제 갑니다 예 트리즈입니다 ဒီဇလန်ဟာကျွန်တော်တို့ယင်ထဲမှာဆွဲကြံနေခဲ့တဲ့ Goblin နဲ့ Doom at Your Service တို့ကိုရေးသားခဲ့တဲ့နာမည်ကြီးစာရေးဆရာမဂျန်ဝွန်ဘီရဲ့လက်ရာသစ်ဖြစ်တာကြောင့်ပရိသတ်တွေပိုပြီးစိတ်လှုပ်ရှားနေကြတာပါဇလန်လေးကတော့ဆယ်ကျော်သက်အရွယ်မှာပထမဆုံးအကြိမ်ချစ်ကြိုက်ခဲ့ကြပြီးအသက်30ကျော်မှာပြန်လည်ဆုံတွေ့ကြတဲ့လူနှစ်ယောက်ရဲ့အိမ်မက်နဲ့အချစ်ခီးစဉ်အကြောင်းကိုပုံဖော်ထားတာပါနိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာအောင်မြင်မှုရခဲ့ပြီးသူ့ရဲ့အိမ်မက်အစစ်အမှန်ဖြစ်တဲ့ချစ်ဦးသူနဲ့ပြန်လည်ဆုံစည်းဖို့ကိုရီးယားကိုပြန်လာခဲ့တဲ့ပါရမီရှင်ရုပ်ရှင်ဒါရိုက်တာအဖြစ်မင်းသားဟွန်အင်ယောင်းကဆွဲဆောင်မှုရှိရှိသရုပ်ဆောင်ထားပါတယ်။မင်းသမီးဟယ်ရီကတော့ဘဝရဲ့ကြမ်းတမ်းတဲ့လက်တွေ့အရှိတရားတွေကြောင့်အိမ်မက်တွေကိုမေ့လျော့ပြီးဗလာနက်ထိခံစားချက်နဲ့နေထိုင်နေရတဲ့သတင်းထောက်မလေးအဖြစ်ပါဝင်ထားပါတယ်။တစ်ချိန်ကသူမကိုစွန့်ခွာသွားခဲ့တဲ့ဝူဆိုပင်းပြန်ရောက်လာတဲ့အခါမှာတော့သူမရဲ့ဘဝမှာဖျက်ပစ်လိုက်ရတဲ့မျှော်လင့်ချက်အိမ်မက်တွေဟာတကြော့ပြန်ရှင်သန်လာခဲ့ပါတယ်။ဒီဇလန်ကကြည့်ရှုသူတွေအတွက်ရင်ခုန်စိတ်လှုပ်ရှားမှုတွေတင်မကပဲကိုယ့်ရဲ့ပျောက်ဆုံးနေတဲ့အိမ်မက်တွေကိုပြန်လည်အသက်သွင်းပေးမဲ့ပျော်ရွှင်မှုတွေကိုပါယူဆောင်လာပေးမှာပါလို့ထုတ်လုပ်ရေးအဖွဲ့ကဆိုထားပါတယ်။ဆွဲဆောင်မှုရှိတဲ့ဟွမ်အင်ယောင်းနဲ့တောက်ပတဲ့စွမ်းအင်တွေပိုင်ဆိုင်ထားတဲ့ Harry တို့ရဲ့ chemistry ကဘလောက်တောင်လိုက်ဖက်နေမလဲဆိုတာရင်ခုန်စရာပါပဲ။ Dream to You ဇလန်တွေကိုလာမယ့်ဇူလိုင်လ23ရက်နေ့မှာစတင်ပြသသွားမှာဖြစ်ပြီးလက်ရှိပြသနေတဲ့ Doctor on the Edge နေရာမှာအစားထိုးထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ကဲအချစ်နဲ့အိမ်မက်တွေကြားကရင်ခုန်စရာဇလန်းလေးကိုစောင့်မျှော်ကြည့်ရှုဖို့အဆင်သင့်ပဲလား comment မှာပြောသွားခဲ့ပါဦးနော်။